နိုင်ငံတော်လားလေဟိုကြမလို့နိုင်ငံတော်ပြောတော့နိုင်ငံတော်စိုက်ကိုလူလာတွေစိုက်ဝတ်လူကဟုတ်ကဲ့ပါရောက်ချောင်းချောင်းဆိုတာဟုတ်ဆိုကျွန်တော်တို့ဆိုစိုက်ကိုစမ်းကြော်နေတာဖိုက်ပါတယ်အပန်းကိုလုံးမှာပွေစင်လုံးမှာစိုက်ကိုသုံးဆောင်ရှာပလိုက်ရောက်ပါဆိုစိုက်ကိုစာပိုင်စမ်းကြော်တော့စာပိုင်ရှာခဲ့ပါစိုက်ကိုစိုက်နေတာစမ်းကြော်နိုင်ဖို့စိုက်ကိုစိုက်နေတာပြန်နိုင်ဖို့စာစတတ်ခဲ့ပါတယ်နောက်တော့ကျွန်တော်တို့စိုက်ဆက်ကြော်ရင်းနေတာမှာဒီမှာစိုက်အောင်စိုက်တိုက်လို့စိုက်ဝတ်ဒီကိုအနိုင်တော်လို့ဒီနေ့ရီဒီကိုစိုက်တန်းနိုင်အောင်နိုင်ကြောနိုင်အောင်ဟောအားဒီနဲ့ထိချုပ်ထားဖို့ဖိုက်ပါတယ်ပြောပိုင်အများစုရဲ့နာနာမရှိခဲ့ဒရာဟောနေသာအမှန်ပါဒါကိုပေါ့ပါအခုခါတန်ဝရလူအများစုတော့လာနိုင်တိုင်းစိုက်ရရပြကြော်နေချင်းကျုံဟောဒီမှာဘုံဘပြစောနဲ့လူလိခန်းစားနေကြရပါနာမကန်ကြီးနဲ့ကြွကြော်ပြနေမှုတွေကိုနာမကန်ကြီးခုခံတွက်လဲပုံမှန်တစ်ပါအခါဆောင်နေလဲတော့မရှိပါဘူး။ကြောင့်တော့သိရှင်းရင်ကာလာလေးကိုညလရှာသိဆောင်နဲ့ကျွန်တော်တို့ဆိုရွေးမဆောင်တာလာနာလေးကိုအဲဆောင်လာပါဘူး။ကျွန်တော်တို့တော့စိုက်ကိုစိုက်တော်ရေးဆိုတာမှာပေတော့စိုက်ကိုတော့လည်းကောင်းပေပါစိုက်ကိုတော့လည်းကောင်းဒေတာစိုက်ကိုတော့လည်းကောင်းအပါစိုက်ကိုတော့လည်းကောင်းအားလုံးစမ်းချွန်ဆိုဖိုက်ပါတယ်ကျွန်တော်တို့စိုက်ဆက်ကြော်တွေပုံတဲ့ဆိုစိုက်ကိုမထိုင်အောင်အစွတ်ကုန်တဆိတ်ကပွေးနာအခိုင်အမာစမ်းကြော်လာပါဦးရောက်ပိုင်တဆိတ်ကပွေးလို့မရစိုက်ဖိုက်လာဖို့ဆိုကြလေဆိုရင်တော်ဝင်နေဖို့ဟုတ်ပါထိုင်လာတဲ့စိုက်ပွေးကိုနိုင်အောင်တိုက်ပြီးစိုက်ဝတ်တွေကျွကြော်တွေကိုရှင်းမှုထုတ်တော်ပြရှာမလားရိရှယ်ရီကာလာတခုကိုပစ္စဖို့ဖိုက်ပါတယ်ကျွန်တော်တို့ဤကောင်းဆောင်ပြီးဆိုလာနိုင်ကန်တော်လဲစိုက်ကိုထောက်ချနိုင်ဖို့တော့နေလမျိုးစုံနဲ့ကိုပင်ထားခဲ့ပါတယ်ဒီကလေးကျွတ်ကြော်ဖိနေလူတွေစိုက်ဝတ်ဒီကစိုက်ရဲအရနေကွက်လာရဲကကျွန်တော်တို့ဆိုမလွေ့မချောင်းတာလာလိုက်ကန်ခုခတ်တော်လဲစိုက်ဖို့ဆုံးနေဖို့လေးလဲကိုလွှရှိထားကြတာပါပြောတော့ဖို့မလျော်စိုက်ကိုစိုက်နဲ့ဆန်းကြော်တော်ပါအတိတ်ကိုပေါ်ဆိုတော်ဖို့ဆိုရင်ရဲလူတွေလူတို့ကိုလာပိုက်ပြင်းဖို့အစားအချိန်မရွေးအင်ဒရီပူလာနိုင်ရတော့နဲ့ရဲမရနိုင်အောင်လာနာကိုထုတ်ထားခဲ့ရဖို့ပေါ့လိုက်ပါတယ်ဒီပြားအရောစိုက်ပွေစောလက္ခဏာမျိုးရာရှိပါတယ်။ပြောင်းရှောင်းမှာတရသောစိုက်နဲ့မတရသောစိုက်ပေါ်ဖိုက်ပါတယ်။ဒီလက္ခဏာမျိုးရာတိုးတာသောစိုက်ခုခဲတော်လောသောစိုက်ပြင်းပြမှုဆဲကြော်သောစိုက်စားပိုင်စိုက်အားလုံးသောတရသောစိုက်ဖိုက်ပြီးနေရှိကျူကြော်တဲ့စိုက်ပြင်းပြအုပ်စုရဲ့စိုက်တိုးတောင်မှုကိုဆဲကြော်ဟန်တာထားတဲ့စိုက်ဒီစိုက်တိဆိုမတရရဲ့စိုက်တိပေါ်ဖိုက်ပါတယ်။ပြောင်းမျိုးမှာတရသောစိုက်ကိုကျွန်တော်တို့တက်တော့ဆိုထောက်ခံပါတယ်။အဲ့ဒီအဆောင်မှာဘဝဝဝကိုကြီးပြီးဖို့အနေထားမှရှိပါတယ်။မတရတဲ့ site ဒီကြော်ပြီးတဲ့ site ကိုကျွန်တော်တို့တော့ကိုရောစိတ်ပါတာကွန်ဆက်ကြော်ပါဖို့လက်လျှော့နေကိုလေရောကျွန်တော်တို့အခက်ခဲရတဲ့ရှားပါကျွန်တော်တို့ဆိုအမျိုးသားလာနိုင်တိုင်းခုခက်တော်လာတဲ့ site မရှိခင်မခိုင်အမျိုးသားတိတာမကတိုင်ဝမ်သားပြည်သူတွေလူရတော့အပေါင်းပေါင်းမှာအစောနေလာဆိုရှိလို့မဟုတ်ပါမခိုင်အမျိုးသားလေးနဲ့တိုင်ဝမ်သားပြည်သူတွေလူရတော့လွယ်လင်းမှုအာမခံရှာလို့လေမရှိပါပြောပိုင်မရှိတော့ဆိုကြလူလောကကြီးတောက်ပေါင်နဲ့အနိုင်ကဲဆိုလေမရှိနိုင်ပါညောချောင်းတော့တမျိုးသားလုံးနဲ့ပြည်သူတွေလုံးကြီး relative ဘဝအာမခံရှာနဲ့တောက်ပေါင်နဲ့အနိုင်ကဲတွေကိုဖန်တီးနိုင်ဖို့အစွမ်းသမားတော့အော်အာခရီမာတွေစိုက်တက်ရာဖိုက်ပါတွေညောင်းတော့နိုင်ငံတော်အာဏာကြီးကိုထိတ်သိမ်းထားဖို့ဆိုလည်းကောင်းပြည်သူဘဝအာမခံရှာကိုကာကွယ်ဆောင်ရှောက်ဖို့ဆိုလည်းကောင်းမိရှယ်ရီကိုတိဆောက်ရင်တင်းနေရီဖာမပါဝါဖို့ဆိုလည်းကောင်းကျွန်တော်တို့ဆိုတန်ဝါသားတိကလူတွေအော်ခရီမာတွေစိုက်တက်ပြီးတဲ့ကိုပိုက်ဆိုင်ထားဖို့အရေးတကြီးလိုအပ်နေမဟုတ်ပါလားပြောပိုင်ဆိုဆိုရင်စိုက်စောအနန္တတကုံနဲ့ပြေဆုံးလာဖို့လို့ဆိုလိုထောက်မှလိုက်ပါတယ်မှန်ပါတယ်ဒရရီဒေါ်လာရီစိုက်တိုင်းမှာအနန္တတကုံနဲ့ပြေဆုံးပါတယ်အတော့မှ